ဒီနေ့ပဲရေလေးမှတော့မုတ်စားချုပ်လေးလှုပ်စားဖြစ်ပါတယ်ရှင်အရေးဆုံးကောင်းကြီးဆက်နှစ်ပုံးကိုမိနစ်30လောက်ရေစိတ်ထားပါမယ်ကောင်းကြီးစတွေကိုရေစိတ်ထားတဲ့အချိန်မှာငပြောရည်လေးတွေကိုအနေတော်လေးလီးပြီးတော့အဝေါ်လေးနဲ့တက်အောက်တုပ်ထားပေးပါမယ်ရှင်ပြီးရတော့ငပြောတီးလေးတွေအခေါ်ခွာပြီးထေချခွဲထားပေးပါမယ်ကောင်းကြီးဆက်စိတ်ထားတာလဲမိနစ်30လောက်ပြီးပြီဆိုတော့ရေနရေလာဖွားဖွားလေးဆေးပေးပါမယ်ရှင်ပြီးရတော့ငပြောရည်ထက်ကိုကောင်းကြီးလေးနဲ့ငပြောသီးလေးတွေထည့်ပြီးတော့ပေါက်ပေးပါမယ်မုံလေးကိုပေါက်တဲ့အချိန်မှာမိနစ်30လောက်ပေါက်ရတော့ရပါပြီရှင်အုတ်တီးလေးတွေကိုလည်းခြေပြီးတော့ဆားလေးနည်းနည်းထည့်ထားပေးပါမယ်မိနစ်30လောက်ပေါက်ပြီးပြီဆိုတော့အပေါ်ကဟာလေးကျင်လားမကျင်လားလို့စကြည့်ပါမယ်ရှင်အနေတော်လေးပဲနော်မုတ်စားချုပ်လေးကိုအုတ်တိစိတ်စိတ်လေးနဲ့တွဲဆလိုက်ရင်အရန်ကိုဆောက်လို့ကောင်းပါတယ်ရှင်။ဒါဆိုရင်တော့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။